ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မြန်မာဓလေ့ထုံးတမ်းဥပဒေမှာတရားဝင်အကျဉ်းလျာဖြစ်ဖို့ဆိုရင်လိုအပ်တဲ့အချက်6ချက်ရှိပါတယ်ရှင်အချက်6ချက်ထဲမှာပထမဆုံးတစ်ချက်ကတော့အိမ်တော်ပြုရဲ့မျိုးသားဒီကိုကာယဖွံ့ဖြိုးတန်ဆွမ်းရမှာဖြစ်ပါတယ်ရှင်ဒုတိယတစ်ချက်အနေနဲ့ကတော့မိမဒီလက်ထက်မဲ့အမျိုးသမီးဒီမုတ်ဆိုးမဒါမှမဟုတ်လို့ရှိရင်တခုလည်းမဟုတ်နေဘူးဆိုလို့ရှိရင်အသက်20ပြည့်ပြီးတဲ့သူဖြစ်ရပါမယ်အသက်20မပြည့်သေးတဲ့သူဆိုလို့ရှိရင်တော့မိဘဒါမှမဟုတ်လို့ရှိရင်သူအုပ်ထိန်းသူရဲ့သဘောတူညီချက်ဆန္ဒကိုခွင့်ပြုပြီးတော့ခွင့်တောင်းပြီးတော့မှလက်ထပ်ရမှာဖြစ်ပါရဲ့ရှင်နံပါတ်3အနေနဲ့ကတော့ခုကာလမှာဆိုလို့ရှိရင်ထိမ်းများလက်ထပ်တာဘာညာအကုန်လုံးကတော့နှစ်ဦးနှစ်ဖက်ရဲ့သဘောတူညီချက်ဆန္ဒတွေကိုလွတ်လပ်စွာခွင့်ပြုပေးရမှာဖြစ်ပါရဲ့ရှင်နံပါတ်4ချက်အနေနဲ့ကတော့လက်ထပ်မဲ့သူ2ယောက်စလုံးဟာပေါ့နော်စိတ်ပုတ်နေတဲ့သူမဖြစ်ရပါဘူးရှင်အဲ့ဒါဆိုတော့တရားမဝင်ဘူးပေါ့နော်နံပါတ်5အနေနဲ့ကတော့မိန်းမဒါမှမဟုတ်လို့ရှိရင်ယောက်ျားလက်ထပ်မဲ့သူ2ယောက်စလုံးမှာ2ယောက်မှာတယောက်ကများပေါ့နော်မပြတ်ဆဲသေးတဲ့အိမ်တော်နေရှိနေခဲ့မယ်ဆိုလို့ရှိရင်သူတို့ဟာ2015ခုနှစ်တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ညီစွန်းနိုင်ပါတယ်ရှင်နံပါတ်6အနေနဲ့ပြပြရမယ်ဆိုလို့ရှိရင်အထင်ရှားသူတို့ဟာအထင်ရှားထိမ်းများလက်ထပ်မှုတစုံတရာမရှိခဲ့ဘူးဆိုလို့ရှိရင်သူတို့ဟာလူသိရှင်ကြားနေထိုင်ရမှာဖြစ်ပါရဲ့ရှင်အဲ့လိုမျိုးနေထိုင်မှသာလည်းရင်သူတို့ဟာတရားဝင်အချင်းလင်းမယားအရာမြောက်မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့အားလုံးပဲဒီနေ့ပြပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိချင်တာနားမလည်တာများရှိလို့ရှိရင်မြင်မြန်နိုင်ပါရဲ့ရှင်ကျွန်မပြပြတဲ့အထဲမှာမှားတစုံတရာများပါသွားခဲ့ရရှိတော့ပညာရှင်များကကျွန်မကိုထောက်ပြပေးကြပါအောင်ရှင်ဒါကတော့ကျွန်မလေးလာသိရှိထားတဲ့အရာတွေထဲမှာအနည်းငယ်ကိုကောက်နှုတ်တင်ပြလိုက်ရခြင်းဖြစ်ပါရဲ့ရှင်။